freeway ကဒီမှာဘယ်နှမျိုးရှိလဲပေါ့ freeway နဲ့မျိုးရှိအခုလိုလမ်းလေကျုံပုံစံမျိုးနဲ့ရှိတယ်ပြီးရင် CP ဆွဲပေးထားမျိုးရှိမယ်နော်အဲ့တော့ဒီမှာ arrowhead လေးက down ချပေးထားမယ်ဒါလေးတော့ပါအဲ့တော့ freeway ထွက်မှာဟိုဘက်ကမကြည့်အောင်လားမလားလည်းထွက်မယ်ကွာဒါလေးကိုကတ်ပြီးဒါလေးပါလေးပေါ့ပြတာဒါပဲတော့အဲ့ပက်ရင်နဲ့ရှိရကောင်ဦးစားပေးရတဲ့နော်ဒါပေမဲ့အခုကညာအောင်ခွင့်မှာဆိုအချက်ပြတာသူက freeway ဖြစ်သွားလိမ့်မယ်ဟုတ်လားဒီနေရာမှာကြည့်1 2 3ဘယ်နှခုလဲ4 ၄ခုဟိုကဝိုင်းပက်လိုက်ကောင်ကြည့်ကြလို့လေလားဘာလို့ဆိုဒီမှာ freeway ရှိနေလို့ရင်းနေပိတ်ထားပြီလို့နော်ကောအတာလေးထွက်သွားပြီဒီအထွက်လေးပါတော့နောက်ကကားလေးတစ်ချက်ကြည့်မယ်ပြီးရင်ရှေ့ကြည့်သွားလိုက်တော့ဒါပဲသွားမလို့နဲ့သူတို့လမ်းကြောင်းမလို့လာလိုက်တယ်ဟုတ်နော်အဲ့တော့ဒါအဝိုင်းနှစ်ခုပေါ့ကိုဥစ္စာတိုင်းဥထောင်ကိုရဲ့အဲ့ဝိုင်းမှာတော့ freeway ဖြစ်ပါတယ်ပြန်ထွက်ပါနော်ဟုတ်နော်အရင်တော့ကဘယ်လိုဆိုရင်လဲမောင်းထွက်သွားရင်တော့ဒီလိုနေရာမျိုးတွေတိုးရဲမှာမဟုတ်ဘူးပြီးတော့ဒီခုနှစ်ရက်လေးနဲ့လည်းတကယ်ဟုတ်တယ်အဲ့လိုတိုးရဲမှာမဟုတ်ချင်းတိုးရဲလောက်ထင်ထားတာပေါ့အဲ့ဒါပေမဲ့အခုကြည့်အောင်ဘောပါမယ်လားဒီမှာက9ရက်နဲ့ plan plus ကိုခိုင်းနေတာပါ confidence ကတော့တော်တော်လေးကောင်းသွားပြီဒီ plan plus ကတော်တော်လေးမိုက်တယ်တန်းပြီးတော့ရှင်း9ရက်နဲ့ရှင်းတယောက်တည်းမောင်းနိုင်တဲ့အနေအထားကိုကျွမ်းကျင်ပါတယ်အဲ့ဒါတမ်းမဲ့တင်တန်းသားတွေရှေ့ကမရှိဘူးဆိုဒီ VMB plus ကို join ကြည့်ပါ9ရက်နဲ့ VMB plus ပေါ့နော်အဲ့ဒါလေး join ကြည့်ပါလုံးဝတင်တန်းစင်းသွားတာနဲ့ရှင်းကိုမောင်းနိုင်သွားရမယ်လို့အာမခံတယ်ဘာလို့ဆိုကိုယ်တိုင်လည်းအရင်ကြောက်ခဲတဲ့သူဆိုတော့အခုဒီကမောင်းနိုင်သွားတယ်ဆိုတော့ဒီဘိုးဟမှာကောင်းကောင်းလာတင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်အနေကင်းမောင်းနေနိုင်ပါစေနော်ဒီမှာလည်းကျွမ်းကျင်အောင်ကြားပြီးရကျေးဇူးတင်ပါတယ်